စစ်စရီမှာပေါ့နော်အတီးတွေလက်မခံခင်တော့ပေါ့နော်အတီးဆရာတချို့နေပေါ့နော်ဟိုစကားပြောပြတဲ့အခါမှာအော်လို့မင်းစင်တွေကြီးများတဲ့သူတွေကတအားများတယ်ပေါ့ရှင်နော်မင်းစင်တွေကိုကြီးများကြတယ်လို့ဒါအကောင်းဆုံးလုပ်ပေးထားတာတော့မှတို့ကအဲ့အတီးဆရာတွေကပြောကြတယ်ရှင်အတီးကြီးများတာမင်းစင်တဲ့အစတရားဆိုးတယ်ရှင်နော်အတီးတွေကိုကြီးများတာမင်းစင်တဲ့အစတရားဆိုးပါတယ်တဲ့နော်အဲ့တော့ကိုကလည်းအော်ဟုတ်လားကိုမင်းစင်ကိုပဲကြီးများမယ်ထင်တာပေါ့ရှင်နော်အခုစစ်စရီမှာအတီးတွေလက်ခံပြီးတီးတဲ့အခါကျမှသိလာတာပေါ့ရှင်နော်အတီးတို့အားကြီးများကြတယ်ရှင်နော်အားမှလည်းမသိကြဘူးဘာမှလည်းမတက်ကြဘဲနေပေါ့နော်ဘယ်လိုပြောရမလဲစနစ်တကျသိရမလားမှန်မှန်ကန်ကန်ပေါ့နော်တီးပေးတဲ့ဥစ္စာကိုသူတို့တွေကအမှားတွေနဲ့ကြီးများကြတယ်ရှင်သူတို့ပြောတာတွေကအကုန်အမှားတွေပေါ့နော်တခုမှမှန်တာလည်းမရှိဘူးရှင်နော်အဲ့လိုကြီးများကြတဲ့အခါကျတော့တော်တော်စိတ်ညစ်ရတယ်ပေါ့နော်အခုလည်းကျမတို့စစ်စရီမှာပေါ့နော်ဒီငွေကြိုးလဲစနစ်နဲ့ပဲအလုပ်လုပ်တာပေါ့ရှင်နော်အဲ့တော့ငွေကြိုးလဲစနစ်နဲ့အလုပ်လုပ်ပါတယ်ဆိုမှတော့အကိုတို့အပ်ပြီးသွားတဲ့အတီးတွေမြူဇင်တွေမကြိုက်လို့ဆိုပတ်စံပြန်တောင်းလို့ရလို့လားပေးဘူးရှင်နော်ပတ်စံပြန်အမ်းနဲ့ထုံးစံမရှိဘူးကျမတို့ဘက်ကဘာအလုပ်မှမလုပ်ပါသေးအမ်းနေရှင်ကျမတို့ဘက်ကအလုပ်တွေလုပ်ပြီးတာကိုရှင်တို့ဘာသာမကြိုက်တာကိုကျမတို့ဘာကိစ္စပတ်စံပြန်အမ်းမှာလဲနော်နောက်တစ်ခါပါလဲဆိုတော့အတီးမအပ်ခင်မှာဒီတန်ဖိုဒီကီဒီလိုစတိုင်မျိုးဆိုပြီးတော့အကိုတို့ကအကုန်ပြောခဲ့ပြီးသားဒီနော်ညီမလေးကြီးချို့ကလည်းအကိုတို့အကုန်မေးပြီးသားနော်အကိုတို့မောင်လေးတို့အကုန်ပေါ့နော်အဲ့တဲ့သူတွေပေါ့ညီမလေးတို့အကုန်လုံးကျမကစကားအကုန်ပြောပြီးမှကျမတို့ကအလုပ်တွေစလုပ်တာလေနော်အဲ့တော့စကားဆိုတာအကုန်ပြောရမယ့်နေရာရှိတယ်ရှင်အခုလိုမျိုးအလုပ်လုပ်တဲ့နေရာမှာစကားဆိုတာအကုန်ပြောရတယ်ရှင်အဲ့လိုစကားကုန်ပြောရင်မှလုပ်လို့အမတို့စိတ်ကြိုက်ဖန်တီးပါလို့ဆိုပြီးတော့သူတို့အလွဲတွေကိုပြင်ခိုင်းပြီးဖန်တီးတာအောင်ရှင်ပြီးလည်းပြီးတော့ကြီးများတယ်ရှင်မလေးကြီးများတယ်အတီးမကြိုက်ဘူးပါညာဆိုပတ်စံတောင်ပြန်တောင်းပြီးတယ်အမလေးပတ်စံပြန်တောင်းအောင်အမ်းအောင်ကျမတို့ကမလုပ်ဘဲထားအောင်ကျမတို့လုပ်ပြီးတော့ရှင်တို့ဘာသာကြီးများတာလीနောက်တစ်ခုကကျမတို့ဘက်ကမှားတာလည်းမဟုတ်ဘူးနော်ရှင်တို့ဘာသာမကြိုက်တာတော့ဘလို့မှမတတ်နိုင်ဘူးနော်ဟိုတီးတဲ့သူတွေကလည်းမတောက်တစ်ခေါက်တီးသမားတွေလည်းမဟုတ်ဘူးလေအဲ့တော့ပတ်စံအန်ယူထုံးစံမရှိဘူးရှင်နော်ငွေကြိုလက်စနစ်နဲ့တော့လုပ်ထားတာဖြစ်တယ်လို့ပတ်စံအန်ယူထုံးစံတော့မရှိဘူးရှင် sorry ရယ်နော်မကျင်တဲ့ရင်လည်းမစိုးနဲ့ရတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီအပြင်မှာလာပြီးတော့ကီးချိန်နေတယ်လို့ပြောရယ်နော်အပြင်မှာလာပြီးကီးချိန်ဖို့တော့ညီမတို့ကချိန်လုံးဝမပေးနိုင်ဘူးရှင်နော်စကားလည်းအများကြီးကိုတို့အေးစစ်ပြောပြီးလုပ်လို့ရမှာမဟုတ်ဘူးဟောအဲ့တော့ညီမက Telegram ကနေပဲအကောင်တော့Telegram ညီမကစကားကိုရှမ်းပဲညီမကပြောတာနော်ကိုညာကလည်းမပြောနိုင်ဘူးအတီးဆရာလည်းလို့မပြောနိုင်အောင်ညီမကပဲလုံးဝတောင်းစိတ်နေအောင်ပြောပြီးတော့မှညီမလုပ်ကိုလုပ်တာအဲ့ဒါတော့ကိုတို့ကတော်တော်ကြီးများတယ်ရှင်နော်ကိုတို့အပြင်မှာလာတွေ့ကျင်သေးတယ်အဲ့လိုစိတ်ဓာတ်တင်တယ်ဟုတ်ကဲ့ရှင်တလက်စာလည်းဆက်ပြောမယ်ပေါ့နော်ခုနကကိစ္စလေးကိုအဲ့ဒါဆိုအပြင်မှာလာတွေ့ပြီးတော့အတီးရတဲ့သူတွေအတွက်ဘာလို့အဆင်မပြေဘူးလဲရှင်ကျွန်မပြပြမယ်နော်အပြင်မှာလာတွေ့ပြီးကျွန်တော်တို့ကအတီးလေးအချင်တာဗျခီးလေးချိန်ပေးပါဗျနဲ့ဆိုပြီးတော့လူတော့လာတွေ့ပါတယ်ရှင်ပြီးလည်းပြီးတော့မအပ်ဘူးရှင်သူတို့တခြင်းတွေကိုကီးရချင်းပေးလိုက်ရတယ်ဘလို့ပုံစံတီးရမယ်ဆိုပြီးစကားတွေသာဖောင်းကွာသွားတယ်ရှင်နော်သူတို့သိချင်တာတွေမေးသွားတယ်ပြီးတော့အဲ့ဒီလူတွေကလုံးဝမအပ်တော့ဘူးရှင်အလမ်းမှဘူးပတ်စံလည်းမပေးဘူးပေါ့ရှင်ပျောက်သွားကြတယ်ရှင်စဉ်းစားကြည့်လေကျမတို့ဘက်ကိုစဉ်းစားကြည့်ကျမတို့အချိန်တွေအများကြီးပေးထားရတယ်လीနော်ကျမတို့အချိန်ပေးထားရတယ်သူတို့တော့ကိုလုပ်ပေးရအဲ့ဒါသူတို့ကပုံမလာတော့ဘူးမအပ်တော့ဘူးအဲ့တော့ညီမတို့ဘယ်လိုနေလဲရှင်အဲ့တော့ရှင်းလေးရဲ့အချင်း Telegram ကနေအပ်လိုက်နော်ကြိုက်တာပြောလို့ရတယ် Telegram မှာနော်ဖုန်းခေါ်လည်းရတယ်စာရိုက်လည်းရတယ်အတန်ဖိုင်ပို့လည်းရတယ်ရှင်နော်အဲ့တော့အဲ့လိုမျိုးတွေရှိတယ်ရှင်နော်တချို့ကလည်းပဲအတိအချင်းလို့ပြင်မာလာတွေ့မယ်ဆိုပြီးဘာဒီမှလည်းမသိဘူးအချင်းလည်းမသိဘူးတချင်းလည်းမရှိဘူးဘာဒီမှမသိဘူးခက်ကာလာကောင်းတာမဟုတ်ဘူးရှင်ခက်ကာလာကောင်းတာမဟုတ်ဘဲနဲ့ကျမတို့ကလူတကာကိုပါလဲလာခဲ့သူခေါ်ပြီးတော့လုပ်လို့ရမှာလဲရှင်နော်အဲ့လိုမျိုးတော့ရှိတယ်ရှင်တကယ်လို့မြန်အရန်ဟိုမှာအပြင်မှာကျွန်တော်တို့ကတွေ့ချင်ပါတယ်ဟေ့ဆိုရင်တော့ရရရှင်ပတ်စံပဲကြိုလွှဲလိုက်ပေါ့နော်အရင်ဆုံးအတီးဘိုးတွေအကုန်လုံးလွှဲလိုက်ပေါ့ရှင်နော်အတီးဘိုးမစင်ဘိုးတွေအကုန်လုံးကြိုလွှဲလိုက်လွှဲပြီးလို့ရှင်တော့ကျမတို့တီးမဲ့အချိန်ကိုတော့လာနိုင်ရမယ်ပေါ့ရှင်ကျမတို့ညပဲတီနေ့ပဲတီပေါ့ရှင်နော်ကျမတို့တီးမဲ့အချိန်ကိုအားတယ်ဆိုရင်အကိုတို့လာနိုင်မှရမယ်နောက်တစ်ခုကကျမတို့ကတီးပြီဟေ့ဆိုရင်ကျမတို့ကြိုပြောတာမဟုတ်ဘူးရှင်ကျမတို့အတီးစရာကိုတီးပြီဟေ့ဆိုလို့တနားရီလောက်မှလည်းကြိုချိန်တာရှင်နော်အဲ့လိုမျိုးကျမတို့အားတဲ့အချိန်ကိုချက်ချင်းကိုလုပ်ပေးရတာရှင်နော်ဘာလို့လဲဆိုဒီစတူဒီယိုမှာအချိန်အမြဲပြည့်နေတဲ့ခါကြတော့ဟာနေတဲ့အချိန်လေးအတွင်းမှာပဲဒီဆရာကိုဖုံးဆက်ပြီးတော့ချက်ချင်းလုပ်ရတာများတယ်ပေါ့ရှင်များတာပေါ့အကုန်လုံးဒီပါအဲ့လိုပဲလုပ်နေရတာပေါ့ရှင်နော်ချက်ချင်းပုံစံချက်ချင်းလုပ်ရတာပေါ့ရှင်နော်အဲ့တော့အကိုတို့ကိုလည်းကျမတို့ကကြိုပြီးတော့ဘယ်နေ့ပဲရဲဆိုရင်မပြောနိုင်ဘူးရှင်နော်အဲ့တော့ယုံကြည်လက်မယုံကြည်လက်နေနော်ညီမတို့စီမှာအပ်တဲ့သူအကုန်လုံးကတော့ Telegram အပ်တာရှင်နော်အခုတော့ကကြီးများတဲ့သူတွေအဲ့ဒါအပြင်မှာမတွေ့ရလို့ညီမတို့ကလိုအပ်တယ်လို့ပြောတာလေအပြင်မှာတွေ့ပြီးတော့ဘာဖြစ်လဲစိုးမစိုးတတ်တာကြီးကိုတချင်းတစ်ပုတ်တော့ကီးပြောင်းမဆိုတတ်ပဲနဲ့အပြင်မှာတွေ့တော့ဘာဖြစ်လဲသူ့အတွက်ညီမတို့ကပေးလိုက်ရတဲ့အချိန်ကြီးအရန်ကုန်သွားမှာ
ရက်ကောင်ကမှသူအပြင်မှာလည်းဒီစကားတွေပဲဒီလိုပြောမှာအခု Telegram လည်းပြောလို့ရတယ်ရှင်နော် Telegram လည်းပြောလို့ရတယ် Viber လည်းပြောလို့ရတယ်ဖုန်းလည်းဆက်လို့ရတယ် Video Call လည်းခေါ်ပြောလို့ရတယ်ကြိုက်တယ်လို့ပြောနော်တစ်ထက်တော့မှအေးစေးသေးတယ်အပြင်မှာလာတွေ့တာထက်တော့အေးစေးစေးပြောလို့ရသေးတယ်ပေါ့ရှင်နော်နော်အပြင်မှာတွေ့ရင်တော့ကျမတို့ကအခြားသူတွေစိုးမဲ့သူတွေရှိတယ်နော်ရိုက်ကူးရေးလုံးမဲ့သူတွေရှိတယ်နော်တီးရမယ့်အချိန်တွေရှိတယ်အချိန်ပဲပေးနိုင်မလို့ရှင်နော်မေစင်ချိန်တွေရှိတယ်အဲ့တော့ဒီ Telegram မှာအချိန်မရွေးညတကောင်12နာရီခွဲတနာရီတောင်ကျမဖြည့်ပေးနေတာရှင်အဲ့တကောင်နဲ့ service ရှိသေးလားရှင်နော်အဲ့တော့ကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ့်အပြစ်ကိုကိုယ်မသိဘဲနဲ့နော်တီးတွေမေစင်တွေကိုကြီးများတဲ့သူလည်းကြက်ကြက်သတိထားရှင်နော်ကိုယ့်အပြစ်ကိုကိုမြင်အောင်လုပ်ပါနော်ကိုကတော်နေလားတက်နေလားဘာမှမသိဘာမှမတက်ဖဲနဲ့ပညာရှင်တွေကိုစော်ကားတာတော့သတိထားဖို့ရှင်